နိုင်ငံသားမှရှိတဲ့သမီးဖြစ်သူအပေါ်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးဖြစ်စေခြင်းတဲ့ဆန္ဒတစ်ခုကြောင့်အခုလိုပြောခံနေရတဲ့အောင်မင်းခန့်ကအနုပညာလောကမှာအောင်မြင်နေတဲ့အချိန်မှာရုတ်တရက်ဆိုသလိုလက်ထပ်သွားခဲ့တာဖြစ်ပါတယ်။လက်ထပ်တဲ့အကြောင်းကိုလည်းကြိုတင်အသိမပေးဘဲနိုင်ငံသားမှလက်ထပ်ပြီးမှသာချပြခဲ့တာဖြစ်ပါတယ်။အောင်မင်းခန့်ကနိုင်ငံသားမှာမြန်မာနိုင်ငံကချစ်သူကောင်းမလေးနဲ့ပဲသွားလက်ထပ်ခဲ့တာပါ။နှစ်ယောက်လုံးကလက်ထပ်ပြီးတဲ့အချိန်မှာလည်းနိုင်ငံသားမှာပဲဆက်နေခဲ့တာဖြစ်ပါတယ်။သမီးလေးကိုကိုဝင်ဆောင်တဲ့အချိန်မှာလည်းနိုင်ငံသားမှာပဲနေသလိုမွေးပြီးတော့လည်းနိုင်ငံသားမှာပဲဆက်နေရဖြစ်ပါတယ်။အောင်မင်းခန့်ကသမီးလေး၄လကျော်အရွယ်လောက်ထိနိုင်ငံသားမှာတူနေကမကြာခင်လကမှမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာလည်းအောင်မင်းခန့်တယောက်ထဲသာဖြစ်ပြီးသမီးနဲ့ဇနီးကမပါလာခဲ့ပါဘူး။ဇနီးနဲ့သမီးကကြံခဲ့ကနောက်မှလိုက်လာဖို့စီစဉ်ထားတာကြောင့်ပါ။အမျိုးသမီးနဲ့သမီးကနိုင်ငံသားမှာကြံခဲ့ကသူတယောက်ထဲမြန်မာနိုင်ငံကိုပြန်လာရတာကိုလည်းလုံးဝစိတ်မကောင်းဖြစ်နေရပါဘူး။ဒါအပြင်အောင်မင်းခန့်ကတော့သမီးလေးကိုမြန်မာနိုင်ငံကိုအမြန်ဆုံးပြန်ခေါ်ချင်တာပါ။အမြန်ဆုံးခေါ်ခြင်းတဲ့အကြောင်းကတော့မြမရိုးရာပျောက်သွားမှာစိုးရိမ်တယ်လို့ဘာသာရေးပါမသိတဲ့သူဖြစ်သွားမှာကြောက်တာပါ။သမီးလေးသာမြန်မာနိုင်ငံကိုပြန်လာပြီးဆိုတာနဲ့အရင်ဆုံးရွှေတကုံဖျားကိုခေါ်သွားမှာဖြစ်ပါတယ်။ရွှေတကုံမြေမှာနင်းခိုင်းကမြန်မာလူမျိုးတယောက်ဖြစ်စီကျင်တာပါ။အောင်မင်းခန့်ကနိုင်ငံသားမှာအခြေချနေခဲ့ပေမယ့်မြန်မာနိုင်ငံမှာသာသမီးလေးကိုကြီးစီကျင်တာပါ။သမီးလေးသာမြန်မာနိုင်ငံမှာပြန်နေပြီးဆိုရင်မြန်မာစကားကိုလည်းလေ့လာခွင့်ရမယ်လို့ယုံကြည်ထားတာပါ။မြန်မာရိုးရာတွေကိုလည်းအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်။သမီးလေးကိုမြမယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိအောင်သင်ကြားပေးကြတာပါ။ဘာသာရေးကိုအလေးထားတဲ့သူမြမယဉ်ကျေးမှုနဲ့ကိန်းဝတ်ပျော်ပါတဲ့သူဖြစ်အောင်အသေးစိတ်ကအစားသင်ပေးသွားဖို့အတွက်မြန်မာနိုင်ငံကိုအမြန်ဆုံးပြန်ခေါ်ကြတာဖြစ်ပါတယ်။အောင်မင်းခန့်ရဲ့စိတ်ကူးတွေကရန်ကိုအတိတ်ပဲရှိတဲ့အတွက်လူအများကလည်းချီးကျူးနေကြတာပါ။ဒါပေမဲ့တချို့အမြင်မှာတော့မြန်မာနိုင်ငံကချမ်းသာသူတွေကသူတို့သားသမီးတွေကိုနိုင်ငံသားမှသာနေထိုင်စေချင်ကြပေမယ့်အောင်မင်းခန့်ကတော့မြန်မာနိုင်ငံကိုအတင်းပြန်ခေါ်ချင်နေတာမို့ဒူးဆန်းတွေဖြစ်နေကြတာပါ။တချို့ကလည်းသမီးလေးကိုနိုင်ငံသားမှသာကျင်လည်ခိုင်းတာကအကောင်းဆုံးဖြစ်မှာလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လူတိုင်းကတယောက်နဲ့တယောက်အမြင်မတူတဲ့အတွက်သမီးလေးကိုပြန်ခေါ်မဲ့ပေါ်အမြင်တွေကရောထွေးနေကြတာပါ။အောင်မင်းခန့်ကတော့သမီးလေးကိုအမြန်ဆုံးမြန်မာနိုင်ငံကိုပြန်ခေါ်နိုင်အောင်လုပ်သွားမှာပါ။ဒါပေမဲ့ဇနီးနဲ့သမီးလေးကမြန်မာနိုင်ငံကိုချက်ချင်းပြန်လာနိုင်အောင်မှာမဟုတ်ပါဘူး။အကြောင်းရင်းကတော့ဇနီးဖြစ်သူရဲ့အလုပ်တွေကမပြတ်သေးလို့လာဖို့ကြာအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လေအောင်မင်းခန့်ကသမီးလေးတို့လာမဲ့အချိန်ကိုလေပင်းချီအောင်စောင့်မျှော်နေရတာဖြစ်ပါတယ်။အောင်မင်းခန့်ကသမီးလေးကိုအရန်ကိုလွမ်းနေပြီဖြစ်တယ်လို့လွမ်းလို့တတိယတိုင်းငိုနေရတာပါ။သမီးလေးအကြောင်းပြောတာနဲ့ပြေးတွေ့ကျင်လောက်အောင်ထိလွမ်းနေရတာဖြစ်ပါတယ်။လွမ်းကျင်စရာကောင်းအောင်လေသမီးလေးကအရန်ကိုချစ်စရာကောင်းတာပါ။မျက်လုံးလေးတွေဆိုလဲဝိုင်းဆက်နေတဲ့ပြင်မဲနဲ့လိုနေတာဖြစ်ပါတယ်။ဒါအပြင်သမီးလေးကအသားကလည်းပြေဖောင်းကချစ်စရာကောင်းတာကြောင့်ဆိုရှယ်မီဒီယာမှာပရိသတ်အခိုင်အမာတောင်ရရှိနေပါပြီ။တချို့ဆိုရင်သမီးလေးကိုအပြင်မှာမြင်တွေ့ကျင်နေကြတာပါ။သမီးလေးသာရန်ကုန်ရောက်ရင်လာတွေ့ကျင်တဲ့သူတွေများနေကြတာဖြစ်ပါတယ်။သမီးလေးအတွက်မိခင်ဖြစ်သူက page လေးတစ်ခုထောင်ထားပေးတာပါ။အဆိုပါ page မှာသမီးလေးနဲ့ပတ်သက်တာတွေတင်ပေးလို့လူတွေကကြည့်ရင်လည်းသဘောကျလာကြတာပါ။အောင်မင်းခန့်ကတော့သမီးလေးကိုရန်ကုန်လေးစိတ်မှာအရန်ကိုသွားကြိုကျင်နေပါပြီ။သမီးလေးကအခုချိန်မှာ6လရှိနေပြီဖြစ်တာမို့ဖြစ်ဆွက်စာတွေကျွေးလို့ရပါပြီ။ဒါကြောင့်မို့မြန်မာအစားအစာတွေလုပ်ပြီးတော့ချက်ကျွေးဖို့လေအောင်မင်းခန့်ကကြိုတွေးထားပါပြီ။အောင်မင်းခန့်ကသမီးလေးကိုမြန်မာအစားအစာတွေနဲ့အကျွမ်းတဝင်ဖြစ်စေချင်တာကြောင့်ကျွေးချင်တာဖြစ်ပါတယ်။သူ့သမီးလေးကိုမြန်မာလူသားနေထိုင်စေချင်ကမြန်မာအစားအသောက်မြန်မာယဉ်ကျေးမှုအားလုံးနဲ့ရင်းနှီးအောင်စူးစမ်းသွားမှာဖြစ်ပါတယ်။အောင်မင်းခန့်ကတော့မြန်မာနိုင်ငံကိုပြန်ရောက်ချိန်မှာအနုပညာလုပ်တွေပြန်လုပ်နေပါပြီ။ရုပ်ရှင်စကားကြီးတွေရိုက်ဖို့အတွက်တော့တေချာရွေးချယ်ပြီးမှသာရိုက်သွားမှာဖြစ်ပါတယ်။ကြည်အားကျိုးနဲ့တဲ့ရုပ်ရှင်တွေရွေးချယ်နေရလို့လည်းသိရပါတယ်။အောင်မင်းခန့်ကသမီးလေးနဲ့ဇနီးအတွက်အနုပညာလုပ်တွေကိုအစွမ်းကုန်စူးစမ်းနေရဖြစ်ပါတယ်။သမီးလေးပေါ်ထားတဲ့အောင်မင်းခန့်ရဲ့စိတ်ထားအပေါ်ဘယ်လိုထင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။